ကောင်မလေးတယောက်ဟာဥစ္စာဆောင်နှံမင်းရှိမှာဒူးထောက်ပြီးသူမရဲ့ဆင်းရဲဒုက္ခတွေကိုစိတ်ပြက်လက်ပြက်နဲ့ညီးတွားတိုင်တည်နေခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအံ့ဩစရာကောင်းတော့အောင်ဥစ္စာဆောင်နှံမင်းကြီးကကိုထင်ပြလာခဲ့ပါတယ်။နမင်းကြီးကသူမဟာနေတိုင်းစိတ်ရင်းမှန်နဲ့ဆူတောင်းခဲ့တဲ့အတွက်ကြောင့်အရာအလုံးရဲ့တန်ဖိုးအစ်စ်အမှန်ကိုထိုးဖောက်မြင်နိုင်တဲ့နမျက်စိတစ်စုံကိုဆုလက်အဖြစ်ပေးသနာခဲ့ပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ကောင်မလေးဟာသူမမှာထူးခြားတဲ့အစွမ်းရသွားမှန်းသိရလို့အရန်ကိုစိတ်လှုပ်ရှားသွားပြီးပြုတ်ကွက်ရတနာတွေကိုရှာဖွေဖို့ရှေးဟောင်းပစ္စည်းဈေးကွက်ကိုချက်ချင်းပဲပြေးလွှားသွားခဲ့ပါတော့တယ်။ဈေးထဲရောက်ချင်းပဲပစ္စည်းရောင်းသူရဲ့လက်ထဲကကြောက်ကပ်ပုံတနံအိုးဘက်ကန်တစ်လုံးကိုတတိထားမိသွားပါတယ်။သူမရဲ့နမျက်စိနဲ့ကြည့်လိုက်တဲ့အခါထိုအိုးရဲ့တန်ဖိုးအစ်စ်အမှန်ကဒေါ်လာ2သိန်းတန်မှန်းမြင်လိုက်ရပါတယ်။သူမရဲ့အစွမ်းကိုသူများတွေမရိပ်မိစေဖို့အတွက်တာမန်စပွဲတင်လှဆင်ပစ္စည်းအဖြစ်ဝယ်ခြင်းရောင်းဆောင်ပြီးဈေးဆွေးနွေးခဲ့ပါတယ်။ဆိုင်ရှင်ကလည်းအမွှန်းတင်ပြီးဒေါ်လာ9000နဲ့စာဈေးခေါ်ခဲ့ပေမဲ့ကောင်မလေးကဈေးကြီးလွန်းနေဆိုပြီးလှည့်အထွက်မှာဆိုင်ရှင်ကပြတလဲနဲ့ဈေးတွေလျှော့ပေးခဲ့လို့နောက်ဆုံးမှာတော့ဒေါ်လာ900တဲ့နဲ့အပိုင်ဝယ်ယူနိုင်ခဲ့ပါတယ်။သူမဟာထိုအိုးကိုရှေးဟောင်းပစ္စည်းဆိုင်ကြီးတစ်ဆိုင်စီချက်ချင်းယူသွားပြီးပြန်ရောင်းတဲ့အခါဆိုင်ရှင်ကတေချာစစ်ဆေးပြီးဒေါ်လာ2သိန်းနဲ့ချက်ချင်းအဝယ်လိုက်ခဲ့ပါတယ်။သူမရဲ့ဘဏ်အကောင့်ထဲကိုငွေတွေဝင်လာတဲ့အခါမှာတော့စိတ်လှုပ်ရှားလွန်းလို့လက်တွေတောင်တုန်ရင်လာခဲ့ရပါတယ်။သူမကိုသူမဆူချတဲ့အနေနဲ့မုံဆိုင်တစ်ဆိုင်ထဲကိုဝင်ပြီးမုံမာနေတော့နယံမှာချိတ်ထားတဲ့ပကြီကားတွေကိုအမှတ်မထင်ကြည့်မိသွားပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမဆွန့်သွားခဲ့ရပါတယ်။အကြောင်းကတော့မြင်းနှကောင်ပုံပကြီကားတစ်ချက်ရဲ့တန်ဖိုးအစ်စ်မှန်ဟာဒေါ်လာ16တန်းတောင်ဖြစ်နေလို့ပါပဲ။သူမကဝန်ထမ်းကိုပကြီကားအကြောင်းမေးမြန်းကြည့်တဲ့အခါမှာတော့ဒါတွေဟာအလှဆင်ဖို့အတွက်ပေါ်ပဲဝယ်ထားတာဖြစ်ကြောင်းပြောပါတယ်။ကောင်မလေးကအားလုံးကိုဝယ်ယူခြင်းနဲ့လို့ပြောနေစင်မှာပဲဆိုင်မန်နေဂျာရောက်လာပြီးဈေးတည့်ရင်ရောင်းမယ်လို့ဆိုပါတယ်။ကောင်မလေးကတစ်ချက်ကိုဒေါ်လာ3000စီနဲ့ပကြီကား3ချက်လုံးကိုဒေါ်လာ9000ပေးပြီးကွင်းချင်းပြီးဝယ်ယူခဲ့ပါတယ်။သူမဟာပကြီကားတွေကိုပထမဆုံးဆိုင်ကရှေးဟောင်းပစ္စည်းဆိုင်ရှင်စီပြန်ယူလာပြီးအစ်စ်မှန်ဟုတ်မဟုတ်စစ်ဆေးခိုင်းပါတယ်။ပထမနှစ်ချက်ကိုကြည့်ပြီးဆိုင်ရှင်ကမင်းဒီတစ်ခေါက်တော့အရွေးမားပြီးအရှုံးပေါ်ပြီးလို့ပြက်သားပြောပါတယ်။ဒါပေမဲ့တတိယမြောက်မြင်းနှကောင်ပုံပကြီကားကိုဖြန့်လိုက်တဲ့အချိန်မှာတော့ဆိုင်ရှင်ရဲ့မျက်လုံးတွေပြူးကျသွားပြီးမှင်တက်သွားပါတော့တယ်။ဆိုင်ရှင်ဟာအံ့အားသင့်စွာနဲ့ပဲဖုန်းတစ်ချက်ချက်ချင်းဆက်ပြီးကောင်မလေးကိုရှေးဟောင်းပစ္စည်းကျွမ်းကျင်ပညာရှင်များအသင်းစီခေါ်သွားခဲ့ပါတယ်။အသင်းကပညာရှင်ကြီးတွေစုံလင်းနဲ့မှန်ဘလူးတွေကင်လာတေချာအသေးအတန်စစ်ဆေးကြပါတယ်။ဒါပေမဲ့ပညာရှင်တယောက်ကဒီပကြီကားကအတုပဲလို့ရုတ်တရက်ကောက်ချက်ချလိုက်ပြီးကျန်တဲ့သူတွေကလည်းထောက်ခံကြပါတယ်။ဆိုင်ရှင်ကကောင်မလေးကိုဘလို့ထင်လဲလို့မေးတဲ့အခါမှာတော့သူမကတည်ငြိမ်စွာနဲ့ပဲဒီပကြီကားကဒေါ်လာ16တန်းတန်ပါတယ်လို့ပြောလိုက်ပါတယ်။ထိုအခါတခန်းလုံးကလူတွေဟာရေမောလောင်ပြောင်ကြပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအသက်ကြီးအကြီးကဲပညာရှင်ကြီးတယောက်ကထွက်ပြီးမှန်ဘလူးနဲ့တေချာပြန်လဲစစ်ဆေးကြည့်ရှုခဲ့ပါတယ်။စက္ကန့်ပိုင်းအကြာမှာတော့ပညာရှင်ကြီးဟာတုံရင်နေတဲ့အတန်းနဲ့ဒီပကြီကားဟာတကယ်ကိုတန်ဖိုးဖြတ်မရတဲ့ရှေးဟောင်းလက်ရာအစ်စ်အမှန်ကြီးဖြစ်တယ်လို့ကြေညာလိုက်ပြီးအားလုံးကိုအံ့အားသင့်သွားစေခဲ့ပါတော့တယ်။